လူတယောက်အနေနဲ့ရှင်သန်နေရတာပင်ပန်းလာတဲ့အချိန်တွေရှိတယ်။နေတိုင်းတူတူပဲထပ်တလဲလဲဖြစ်နေတယ်လို့ခံစားရတယ်။ကြိုးစားနေရင်လည်းပဲတခါတလေလက်လျှော့လိုက်ရင်ကောင်းမလားလို့တော့စိတ်ထဲမှာတွေးမိတတ်တယ်။ကိုလုံးနေတဲ့ຢာတွေမတိချတော့တဲ့နေ့တွေရှိတယ်။တခြားလူတွေရှိရောက်နေတော့မြင်ကိုကတော့နေရတဲ့နေရာမှာပဲရက်နေတယ်လို့ခံစားရတတ်တယ်။အဲ့ဒီလိုအချိန်တွေမှာစိတ်ကလည်းတဖြည်းဖြည်းအားနေလာတတ်တာပဲလေ။ဒါပေမဲ့နောက်တစ်ချက်စဉ်းစားကြည့်လိုက်ရင်ကိုဒီနေ့ဒီချိန်ထိလက်မလျှော့ပဲရောက်လာခဲ့တော့တတိယမြည်တယ်။ပင်ပန်းတာမှန်တယ်။တခါတလေလက်လျှော့ချင်တာလည်းမှန်တယ်။ဒါပေမဲ့အဲ့ဒါကြောင့်ပဲကိုခရီးကိုရက်လိုက်ရမယ်ဆိုတော့မဟုတ်ဘူး။ဖြည်းဖြည်းနေပဲဖြည်းဖြည်းတလန်းချင်ပဲဖြည်းဖြည်းရှေ့ကိုဆက်သွားနေလုံလောက်တယ်။ဘာလို့လဲဆိုတော့ဘလောက်ပင်ပန်းလူတစ်ယောက်ရဲ့အရေးအကြီးဆုံးအားကလက်မလျှော့တာပဲ။